ဘန်းနဲ့ပတ်သက်ပြီးတော့ချိုးဟာလေးတွေကိုတည်တဲ့အရာလေးတွေကို share လုပ်ပေးမှာမို့လို့ follow လေးလုပ်ထားပေးကြအောင်နော်ဘတ်ထိုင်းနိုင်ငံအကြောင်းလေးနည်းနည်းပါးပါးလေးသိကျင်နေဆိုရင်ပေါ့အမကို follow လေးလုပ်ပေးထားကြပါဦးပြောပြပေးပါမယ် share ပေးပါမယ်ကိုတီးတလောက်လေးတွေ share လုပ်ပေးပါမယ်ကဲ Messenger ကနေလာမင်းနေတဲ့မောင်လေးတွေညီမလေးတွေခုထိုင်းကဘတ်ဖွင့်မယ်လို့ကြားတယ်ခုလူကြီးတွေကလည်းခုကြေညာနေပြီသူတို့စီဝေးတွေထိုင်းနေကြတယ်သူတို့ပဲချိန်ဖွင့်တော့မယ်လဲတော့အတိအကျတော့မပြောသေးဘူးဘယ်နေ့ဖွင့်မယ်ဆိုတာတော့သူတို့ဖွင့်မဲ့ရဲရောင်တော့ပြောနေကြပြီသူတို့အခုတက်မဲ့ညီမလေးတွေမောင်လေးတွေကြိုတင်ပြင်ဆင်ထားကြတော့နော်ပြင်ဆင်ထားကြတော့သူတို့တွေဘတ်ဖွင့်မှာပြောနေကြပြီတက်အဲ့ခုကြေညာနေတဲ့ပွဲစားတွေလေအခုဘောနော်ဗိုင်းရတို့ရပြီပတ်စံကြိုလွဲပါညာဆိုရင်လည်းမလွဲကြနဲ့နော်ပတ်စံမပေးသင်းတဲ့အောင်ခုကအတိအကျဒိတ်တွေမထွက်သေးဘူးဘယ်လာရလို့အတိအကျမထွက်သေးဘူးဘတ်ဖွင့်မယ်ဆိုပြီးတော့ပဲသူတို့တွေရဲရောင်ပဲပြောသေးတယ်အတိအကျမပြောသေးအဲ့ကြောင့်လို့ဒီပတ်စံကြိုလွဲစီးရင်ပေးထားဆိုရင်ပတ်စံကြိုလွဲရမယ်ပွဲသားဆိုရင်မလွဲနဲ့မယုံနဲ့ဒါကြတော့လေအဲ့ဗိုင်းရိုက်မဲ့အရာဟာလေကိုတီတယ်ကိုနီးစက်ရဘောနော်တက်ထားတဲ့လူတွေဂျိတ်ချင်းရှိတဲ့လူတွေစီကိုပဲအဲ့လိုဘောနော်ယုံကြည်ရတဲ့လူဟုတ်လားမဟုတ်လားဘောနော်အရင်လှမ်းမေးပြီးတော့မှဗိုင်းရိုက်ပါဗိုင်းရိုက်တာလေဘောနော်ပွဲစားတွေအများစုတချို့ပွဲစားတွေလိန်ညာလို့လေဘယ်လိုလိန်တယ်လဲဆိုတော့သူတို့ကဘတ်တင်ပေးမယ်ဗတ်စင်းပေးထားပတ်စံပေးထားဆိုပြီးတော့မြန်မာပြည်ကလူတွေကမသိကြဘူးလေဘတ်ဆိုပေးလိုက်ကြရောဒီရောက်တော့ကြတော့သူတို့ကအဲ့ဗက်ဆင်းတင်ထားတာတို့ဘာလို့အဲ့စာရွက်တွေကမထွက်လာကြဘူးအတော်ဒုက္ခရောက်ကြတယ်အလိန်ခံရတာတွေလည်းရှိတယ်အားကြောင့်တက်မယ်ဆိုရင်လေအဲ့ပွဲစားကိုအဓိကပွဲစားပဲဒီဟိုမှာဒီဟိုတက်တော့မယ်ဆိုရင်လေပွဲစားကိုတေချာစုံစမ်းနော်သူ့ဘာသူတို့ဘလောက်ကောင်းတယ်ပြောကိုကထက်ပြီးစုံစမ်းအပြင်မှာလည်းစုံစမ်းအဲ့လိုပေါ့တော့ကိုရဲ့နီးစရာတွေကိုလည်းမေးဒီလူကစိတ်ချရလားဆိုတာကိုဘတ်တွေကအလိန်တွေရှိတယ်ခံရတဲ့လူတွေရှိတယ်ကျမတို့နီးစက်ရလူတွေတောင်မှတချို့ခံနေကြရတာအဲ့လိုပဲနားမလဲတော့လှမ်းတင်ကြတယ်စင်းနေတင်နေပါဒီနေ့ပေါ့နော်အဓိကအခုချိန်ပတ်စံလွဲဆိုရင်မလွဲသေးနဲ့ဟုတ်နော်အတက်မယ်လို့ကိုယ်ဟာဖြစ်မယ်ဆိုရင်လည်းမျက်စိလေးနားလေးဖွင့်ပြီးတော့လေကြည့်သတင်းလေးတွေကိုဟိုဒီပြင်းဟာကြီးကြည့်ရတဲ့ဆိုင်လေအဲ့ထိုင်းသတင်းတွေထိုင်းနဲ့ပတ်သက်တဲ့ဟာတွေ share လုပ်ပေးနေတဲ့လူတွေရဲ့ဟာတွေကိုလိုက်ကြည့်အဲ့ဒါမှကိုကလေသူတို့တွေတင်ကြတယ်ပြောပြတယ်လေပွဲစားတွေဘသူဆိုတာရှိတယ်အဲ့ဒါတွေကနေပြီးတော့ဆက်နဲ့ကိုတင်ရင်တဲ့ပွဲစားကိုယုံကြည်စိတ်ချရတာကိုလှမ်းတင်ခုချိန်ပတ်စံပေးဆိုရင်မပေးသင့်တဲ့အောင်ပေးစရာမလိုသေးဘူးနော်စင်းတင်ထားဆိုရင်လည်းတချို့တွေကတော့တင်ခိုင်းနေကြပါဘောနော်အဲ့ဒါကတော့ကိုယုံကြည်ရတယ်ဆိုရင်တင်ထားလိုက်ရတယ်အဓိကကတော့အလိန်ကမထီးဖို့ပဲအဲ့တော့အလေးကန်းထိသွားလို့စားရဆန်နေကြမလာဘူးဆိုရင်ဒီဗမ်းမဲ့ဖြစ်သွားလိမ့်မယ်ဗမ်းမဲ့ဖြစ်သွားရင်ပိုအနေများတယ်လေဒီမှာအားကြောင့်မလို့တက်မယ်ဆိုရင်ညီမလေးတွေခုကြိုတင်ပြင်ဆင်ထားပါသတင်းတွေနားဆွမ်းပါတက်မယ်လို့နည်းနည်းလေးဖြစ်တွေးထားရင်တော့မှနားဆွမ်းထားနော်သူတို့တရားဝင်ကြေညာလိုက်မယ်ကြေညာရင်အဲ့မယ်တေးဘောနော်ခုဟိုဆယ်လီတွေကလည်းကြေညာမှာပွဲစားတွေကလည်းကြေညာမှာဗတ်တင်လို့ရပြီဆိုပြီးဘလူပြန်ပြီးတက်လာလိမ့်မယ်အဲ့ချိန်ကျမှစီးရင်လန်းတင်နော်စီးရင်လန်းတင်ပြီးတော့မှသူကိုဟာကိုစာပဲလေးတွေကြာလာပြီဆိုမှစာပဲလေး2ရွက်ဆိုတာကြာလာပြီဆိုမှတက်လာခဲ့ပါနောက်တစ်ပုဒ်မှာလည်းဘတ်နဲ့ပတ်သက်ပြီးတော့ပြောပြပေးဦးမယ်ခုလိုကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်